အနေဆုံးတော့ကျွန်တော်တို့မြန်မာတွေစိတ်ထားကောင်းနေဆိုတော့ပြနိုင်ခဲ့တာပေါ့မကြည့်ပြပါဦးအကိုကြီးဒူးလေးကိုတမဒီလိုလေးကပ်ပြီးလိုက်ခဲ့တာပေါ့နော်အမအိမ်မှာနာနာနေခဲ့ပါဆိုတော့မနေခဲ့ဘူးမိမကဒီမှာဒီနေ့ဈေးဝယ်ထွက်စရာကြီးရှိတာပေါ့နော်အဲ့ဒါကိုရအောင်လိုက်ခဲ့တယ်မိမတယောက်တည်းကိုလည်းစိတ်မချဘူးတယောက်တည်းသွားပါမယ်ဆိုစိတ်မချဘူးအထုပ်တွေလည်းစိတ်မချဘူးပေါ့အဓိကတော့အဲ့အကြောင်းမလို့လိုက်ခဲ့တာမှကြီးရုပ်ကိုကြီးအိမ်မှာနာနာနေခဲ့သူမနေခဲ့ဘူးဒီလိုချိန်တော့လည်းအောက်ကိုရပါတယ်လေယောက်ျားအမြဲတမ်းအခုဒီလိုမျိုးအိတ်တွေကိုသူကဟိုဘယ်လိုပြောရမလဲအမိပြုတ်ပြီးတော့ပေါ့နော်ဘယ်လိုအမိပြုတ်ပြီးတော့သူလမ်းလျှောက်နေရတာပေါ့နော်အဲ့လိုမျိုးလေးအိတ်ခိုင်းကိုဂျိုင်းတောက်လိုမျိုးလက်နဲ့ဖိပြီးတော့လန့်လျှောက်တယ်လမ်းကတော့လျှောက်နိုင်နေပါပြီအဓိကကျွန်တော်ရေခဲနိုင်သွားတာဗျအဲ့နေ့ကသူရေခဲကတ်ပြီးတာကောင်းသွားရေခဲနိုင်ကတ်တော့6ရောက်ကဟိုဖြစ်သွားတယ်နည်းနည်းတီးတာတက်တာလာတယ်ပေါ့နော်ကန်ကောင်းညင်တော့ဒီ ACL ထိထားတဲ့ညာဘက်ဒူးမဖြစ်ပဲနဲ့ဒီဘယ်ဘက်ဒူးကလဲတော့လဲထားတယ်ဒီညာဘက်ဒူးကိုညှာပြီးတော့ကန်နဲ့ဒီကောင်ကနားလာတာအဲ့ဒူးကိုပြန်ထိသွားတာအဲ့လိုမျိုးအရွတ်ရောင်လေးပဲဖြစ်သွားတာဆရာဝန်က2ပတ်လောက်နားရရတယ်တဲ့မဲလေးဆရာဝန်ကတော့2ပတ်ထားကနေမိမတော့2လလောက်နားသေးချင်တာအဲ့ဒါကိုအခုတော့ရနေပြီ73ရက်နေ့ရှိသေးတယ်ကျွန်တော်အဲ့ဟိုဖိလစ်ပိုင်တွေကခေါ်ထားတယ်ဗျာခေါ်ထားတယ်ဆိုတော့ဟိုစရင်ကလည်းပေးပြီးွားကြီးကျွန်တော်အားလဲအားနာဘယ်လိုလုပ်ရမလဲမသိဘူးသွားပြီးအရန်မဲနေပဲပေးမကန်ကအမှန်တမ်းပြောရင်တော့အမကမကန်သေးချင်ဘူးသိရမလားဖြစ်နိုင်နားသေးချင်တာ तू ကလည်းဝါသနာပါဘလို့မှပြောလို့မရဘူးဒီမှာဒီအမကပဲတေချာ view စိုက်ထားပေးတယ်အိမ်မှာဆိုရင်လည်းဆေးလိမ့်ပေးတယ်အချိန်မှန်ဆေးလိမ့်ပေးတယ်ရေခဲကပ်ပေးတယ်ပေါ့နော် तू နဲ့ तू ဆိုတာမှရေခဲကပ်တော့ तू နည်းပြင်းကျင်သေးတယ်သိရမလားယောက်ျားလေးကြတော့ तू ပြင်းနေတယ်ထမလို့ချေတော့အမကအကုန်လုံးတေချာလေး view စိုက်ပေးထားတယ်ပေါ့နော်အခုလည်းအိမ်မှာနေခဲ့ဆိုတာမိမကိုစိတ်မချလို့ဆိုပြီးလိုက်လာတာကျွန်တော်ဟိုစိတ်ပူပေးတဲ့သူတွေအားလုံးကျေးဇူးအများကြီးတင်ပါတယ်လို့ကျွန်တော် comment တွေအကုန်လုံးဖတ်ပြီးတော့အားလဲရှိပါတယ်လို့ကျွန်တော်နောက်ကြလို့ရှိရင်လည်းသတိထားပြီးကစားပါမယ်လို့အဲ့ဒီနေ့ရဖြစ်သွားတာလည်းကျွန်တော်ကပွဲရလဲပြီးကန်ဒီအချိန်ဖြစ်နေပြီအဲ့လိုမျိုးကျွန်တော်ကြော်နေကြဗျာဟိုအဲ့အချိန်မှာကျွန်တော်လည်းအရန်ဟိုအဲ့အင်အားနဲနေပြီဗျာမပြေးတာနှေးနေကျွန်တော်သိပြီးမကစားနိုင်တော့ဘူးနှစ်ရက်လောက်စက်တိုက်ကျွန်တော်အေးပြတ်ပြီးတော့မျက်လုံးတွေပြပြီးတော့ကျွန်တော်မကစားနိုင်မဲနဲ့ဟိုကွက်မနိုင်မဲနဲ့လောက်တာပေါ့နော်ဘောစာထုတ်ပြေးလိုက်တာပုံမှန်ဆိုအဲ့ဘောလုံးကျွန်တော်ထုတ်ပြီးတော့တူလိုင်းလို့ဟိုဘက်ကိုထုတ်ပြီးကျွန်တော်ပြေးမှီတယ်အဲ့အချိန်မှာကျွန်တော်မမှီတော့ဘူးပြီးတော့သူကလည်းဝိနေပါတယ်ရိုးရိုးခြေစစ်ပွဲခြေစမ်းပွဲလေးပွဲဆိုကျွန်တော်ဟိုဘယ်လိုပြောရမလဲညှာလိုက်တာလည်းပါမယ်သူကကြတော့အဲ့တယောက်ကတော်တော်ကျန်းတယ်နော်အဲ့တယောက်ကတော့အဲ့တယောက်က तू ကပြောတယ်ဒါပေမဲ့ဟိုဟာကျွန်တော်ဟိုဘယ်လိုပြောရမလဲကျွန်တော်မြန်မာတွေစိတ်ထားဘလောက်ကောင်းလဲဆိုတာပြနိုင်ခဲ့တယ်သူတို့ကအင်ဒိုနီးရှားတွေကျွန်တော်ထိုင်းနေအောင်ပြီလို့ပွဲပြီးတော့ကျွန်တော်နဲ့ကြောလင်များပဲကွင်းထဲမှာကြံခဲ့တာသူတို့ကဟိုမှာသူတို့အဖွဲ့နည်းနည်းကြံသေးတယ်အဲ့ချိန်မှာကျွန်တော်ကိုယ်တိုင်သွားပြီးတော့ကျွန်တော်ဒီထုံးနဲ့ပဲသွားပြီးတော့ကိုယ်တိုင်ပဲသွားပြီးနှုတ်ဆက်ပြီးစကားပြောလိုက်တယ်ငါကမြန်မာပါပေါ့နော်မြန်မာတွေပေါ့သူကလည်းထိုင်းထင်လို့မြန်မာလို့ရတယ်စိတ်ထဲဘာမှမထားနဲ့ငါစိတ်မဆိုးဘူးလို့မင်းရည်ရွယ်ချက်တော့နာသေးခြင်းနဲ့ရည်ရွယ်ချက်မရှိဘူးဆိုတာနားလဲတယ်လို့နောက်တန်းကတော့ကိုယ့်လို့ဆိုတာနားလဲတယ်စိတ်ထဲဘာမှမရှိဘူးလို့ကျွန်တော်ပြောခဲ့လိုက်ပါတယ်အဲ့ဒါသူတို့ကလည်းပြောတယ်သူတို့အသင်းချင်းမှာဟိုမှာအဲ့တယောက်ကနည်းနည်းလေးသူတို့အချင်းဆိုရင်တော့မှနည်းနည်းကျန်းတယ်လို့ပြောတယ်အဲ့ဒါတော့အသင်းတိုင်းမှာအဲ့လိုမျိုးတယောက်ကတော့ရှိပါတယ်အဲ့ဒါတော့တခြားလူတွေကလည်းပြောပါတယ်အဲ့လိုတော့ဖြစ်တတ်ပါတယ်ပြောလို့ကျေးဇူးတင်ပါတယ်တဲ့အနေဆုံးတော့ကျွန်တော်တို့မြန်မာတွေစိတ်ထားကောင်းနေဆိုတော့ပြနိုင်ခဲ့တာပေါ့ဘာဖြစ်အခုလိုမျိုးပေါ့နော် comment မှာစိတ်ပူပြီးတဲ့တယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ဒီသူ့ရဲ့မိန်းမသူ့ရဲ့ချစ်စင်းကြီးလေးကလည်းသူ့ကိုအရန်ကျူးဆိုင်ထားပါတယ်